အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ Shine ရနေပြီးတော့ကျွန်တော်ဈေးဝယ်ပြီးတော့ Convenience Store မှာငွေရှင်းနေကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် Shine application နဲ့ဝင်လိုက်မှာခင်ဗျဒီအောက်ခြေနားမှာရှိရကျွန်တော်လူပုံလေးနဲ့မိဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးနဲ့သွားမှာဖြစ်ပါတယ်ဒီပေါ်နားလေးမှာ sign in ဆိုတာနဲ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Gmail နဲ့ဝယ်လို့ရအောင်တို့ကျွန်တော်တို့ Facebook တွေလည်းဝယ်လို့ရပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာ Continue Google နဲ့လည်းမှာခင်ဗျကျွန်တော် Gmail account နဲ့ဝင်ရမှာဖြစ်ပါတယ် Continue နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်နဲ့ verification code တောင်းအောင်မှာဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်နဲ့ပို့လာတဲ့ code 6လို့ကျွန်တော်ဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့လိုချင်တဲ့ပစ္စည်းအရင်ရွေးလိုက်မယ်ခင်ဗျကျွန်တော်ဒီ iPhone cover လေးဝယ်ပြပေးသွားမှာဖြစ်ပါတယ်ဒီအောက်နားလေးမှာရှိတဲ့ add to cart နဲ့ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ပစ္စည်းကဒီချင်းနဲ့ရောင်းအောင်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ပစ္စည်းကဒီချစ်ပုံလေးနဲ့ရောင်းနေဖြစ်ပါတယ်ကျွန်တော်ချစ်ကောက်နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်အိတ်လိပ်စာကျွန်တော်ထည့်ရမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ခါတာခဏနဲ့ရေးရမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အိတ်လိပ်စာရဲ့စာတိုင်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကြာတဲ့ကျွန်တော်အိမ်လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အခန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်လိပ်စာထည့်ယူလို့ကျွန်တော် save နဲ့ရမှာဖြစ်ပါတယ်ဒီနေရာမှာကြာတော့ငွေရှင်းတဲ့နေရာရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ PayPal နဲ့လည်းရှင်းလို့ရသလိုကျွန်တော်တို့ Credit Card နဲ့လည်းရှင်းလို့ရပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာ Convenience Store မှာငွေရှင်းနေပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော်တို့အိမ်နဲ့နေတဲ့ Convenience Store ကိုရွေးလို့ရှိရင်ကျွန်တော်တို့ပို့အဆင်ပြေပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာ Family Map ရွေးလိုက်မယ် Order and Pay နဲ့ရမှာဖြစ်ပါတယ်ဒီနံပါတ်ကိုကျွန်တော် screenshot ရိုက်ပြီးတော့ Convenience Store မှာငွေသားရှင်းရမှာဖြစ်ပါတယ်ထွက်လာတဲ့စာရွက်ကိုငွေရှင်းကောက်တာမှာကျွန်တော်တို့ပတ်ဆက်သွားရှင်းရမှာဖြစ်ပါတယ်